လာမယ့်အပတ်ထဲမှာမလေးရှားနဲ့ထိုင်းနိုင်ငံကပြည်သက်တွေစီကိုတွေ့ဆုံမှုအတွက်လာရောက်မယ်လို့အသိပေးလိုက်တဲ့ Joshua Ban ကဲကျမတို့ရဲ့အချစ်တော် fighter ကြီး Joshua Ban ကတော့ပထမဆုံးချန်ပီယံခပတ်ကောက်ွယ်ပွဲကြီးကိုအောင်မြင်စွာနဲ့ကောက်ွယ်နိုင်ခဲ့ပြီဖြစ်တယ်လို့သူပြောထားတဲ့အတိုင်းလာမယ့်အပတ်ထဲမှာမလေးရှားထိုင်းနိုင်ငံကပြည်သက်တွေစီကိုတွားရောက်တွေ့ဆုံသွားမယ်လို့ပြောလာပါပြီရှင်မလေးရှားထိုင်းမှာရှိတဲ့ပြည်သက်တွေကြိုတင်ပြင်ဆင်လို့ရပါပြီနော်အမှန်ဆိုရင်တော့မြန်မာပြည်ပွားချင်းဖိုင်တာလေးတယောက်အနေနဲ့မြန်မာပြည်ကိုပြန်လာပြီးတော့မြန်မာပြည်သက်တွေနဲ့အတူအောင်ဝဲခံတဲ့အချိန်မှာပဲဒါပေမဲ့အကြောင်းမျိုးကြောင့်ဘန်တယောက်မြန်မာပြည်ကသူချစ်တဲ့ပြည်သက်တွေနဲ့လက်ခံတွေ့ဆုံခွင့်တော့မရသေးပါဘူးတကယ်လို့ဘန်သားမြန်မာပြည်လာပြစ်မယ်ဆိုရင်မြန်မာပြည်သက်တွေတောင်းတောင်းဖြတ်ဖြတ်ကြိုးဆိုကြမှာကတော့မလွဲအိတ်ကမှာပဲရှင်အခုတော့ဘန်ကပွဲမတိုင်ခင်အင်တာဗျူးမှာပြောခဲ့တယ်လို့ချန်ပီယံခပတ်ကောက်ွယ်ပွဲပြီးရင်တော့မလေးရှားနဲ့ထိုင်းနိုင်ငံကပြည်သက်တွေစီကိုတွားရောက်တွေ့ဆုံမယ်လို့ပြောထားတဲ့အတိုင်းလာမယ့်ဘက်ထဲမှာတွားရောက်တွေ့ဆုံမယ်ဆိုပြီးတော့ပြောလာခဲ့ပါတယ်ဒါကြောင့်ဘန်ကိုချစ်ကြတယ်ဘန်ကိုတွေ့ကျင်ကြတဲ့ပြည်သက်တွေအတွက်တော့သတင်းကောင်းပါပဲရှင်ရဲ့ဒီအကြောင်းကိုတော့ပြန်လည်ပြောပြပေးသွားမယ်လို့သိရပါတယ်ကဲဘန်ကိုတွေ့ဖို့အတွက်အင်ခုံနေကြပါပြီလားမလေးရှားနိုင်ငံဘက်ကဒုက္ခသည်စခန်းမှာလည်းဘန်တို့ကနေထိုင်ခဲ့ဘူးတယ်လို့သိရပါတယ်မရောက်တာ73နှစ်ရှိပြီဖြစ်လို့လေလာမယ့်ပတ်ထဲမှာသွားမယ်ဆိုပြီးတော့ပြပြထားပါတယ်Flyweight တဲ့ရဲ့ချန်ပီယံကြီးကတော့တိုင်ယာကိုလက်သည့်အလုံး100ကျော်ကျွေးပြီးတော့သူရဲ့စွမ်းဆောင်ရည်ကိုပြသနိုင်ခဲ့ပါတယ်။ဒါကြောင့်ပွဲပြီးမှတိုင်ယာမျက်နှာမှာတော့တိုင်ယာဘလဘွားနဲ့အမြင်မကောင်းရှုမကောင်းပါပဲ။တိုင်ယာလည်းသူ့နိုင်ငံကုံဆောင်ကျင်လို့ပေတီခံပြီးတော့ကြိုးစားကရင်ဆိုင်ထိုးသက်တဲ့စိတ်သက်ကိုတော့လေးစားမိပါတယ်ရှင်။ဒါပေမဲ့ဘန်ဆိုတာကလည်း short လို့မရတဲ့ fighter အထူးသဖြင့်တော့ Flyweight တဲ့ရဲ့ချန်ပီယံနဲ့ထိုက်တန်သူဆိုတာကိုသက်သေပြလိုက်ကြလည်းဖြစ်ပါတယ်။သူ့ကိုပြပချန်ပီယံ fake ချန်ပီယံလို့ပြောနေကြတဲ့သူတွေပါစက်ပေါက်ပိတ်သွားကြမယ်လို့လည်းထင်ပါတယ်နော်။ဘာပဲပြောမြန်မာနိုင်ငံကုံဆောင်ဘန်တယောက်အခုဆိုရင်တော့ပထမဆုံးချန်ပီယံခပတ်ကြီးကိုကောက်ွယ်ပြလိုက်ကြကလည်းတကယ်ကိုဂုဏ်ယူစရာကောင်းတော့လာပါတယ်မြန်မာဆိုတာကဘာကပို့ပြီးတော့တည်သွားခဲ့ပါပြီရှင်မြန်မာပြည်ကပြည်သက်တွေရောဘန်ကိုတွေ့ကျင်ကြတဲ့သူတွေရှိပါလားတကယ်လို့မြန်မာပြည်ကိုဘန်လာမယ်ဆိုရင်ရောပြည်သက်ကြီးတို့ကကြိုးဆိုကြမှာလားဆိုတာလေကွန်မန့်မှာရေးသားပေးခဲ့ကြပါအောင်ရှင်